တထမ်းတဲ့ရပြင်မြင်လိုက်တာအော်ဒါပေမဲ့လည်းကျွန်တော်သိချစ်တဲ့ကျွန်တော်သားရဲ့အတွက်ကြိုးစားနေရတာဆိုတော့မပင်မဲတော့ပါဘူးလေကျွန်တော်သားလေးကိုပညာတတ်ကြီးတယောက်သိဖြစ်စေချင်တာဗျကျွန်တော်အခုလိုပြင်မစင်းနေရတဲ့ဘဝမျိုးကျွန်တော်သားလေးကိုမြောက်စေချင်ဘူးလေဟာငါသားမင်းအခုဒီကြောင်မတော်သေးဘူးလားဘယ်ကြောင်ရှိနေလဲတာကြောင်မတော်ချင်တော့ဘူးဘာကွာမင်းကဘာကိစ္စနဲ့ကြောင်မတော်သေးရလဲတာစာရီလို့ကပြင်မနေဘူးတာစာရီစမလို့ချင်တော့ဒီမှာငါသားမင်းစမလို့你长什么的？အဖေလူထမ်းတဲ့တမလေးသူဖြစ်နေမှာပေါ့ကွာ။တာပင်နာတန်းဖြစ်လေ။အဖေနဲ့တူထမ်းတတ်မှာပေါ့ဗျ။ဘာကွာ။မင်းကိုပညာတဲ့ကြီးတယောက်ဖြစ်ဖို့ငါရုံးကန်ပြီးတော့ကြောင်းချပေးပြီ။မင်းကဒီနေ့နဲ့ငါ့ကိုကျေးဇူးပြန်ဆက်တော့မှာလား။မကြောင်းပြန်တဲ့။မတက်ဘူးလေ။မတက်ရမယ်။မတက်ချင်ဘူးလို့။အမတက်ချင်ကွာ။ပြောမြင်တယ်မိထားတယ်မိကမိခံတော့ဘာမှမပြောရရှိလို့သားလေ။ဒါလည်းတကယ်ကြီး။ဒါမှမဟုတ်လည်းကြောင်။ချောင်းလုံးကြီးအောင်ကြည့်ရဖို့ဝေးရှိတယ်။အမေလာပြောင်းလာခဲ့။သွားသေးရတာ။ပြန်ဖြစ်လာတာ။ညနေကြဘာလို့ပြောလို့တမီးဘာမှမပြောရရှိလို့သားလေလားဒါလည်းတကယ်ကြီးဒါမှမဟုတ်လည်းကြောင်ချောင်းလုံးကြီးအောင်ကြည့်ရဖို့ဝေးရှိတယ်အမေလာပြောင်းလာခဲ့အော်တမီးကြီးနေစုံရောက်မယ်ကွာအေးပါငါလာခဲ့ပါအေးဒါဆိုငါတော့မယ်အေး
Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ